ဒီခုနှစ်တွေဟာဘဝမှာအခါသီးဆုံးလို့တော့ဆိုလိုလို့ရတဲ့ခုနှစ်တွေပါမပျော်ရွှင်စရာတွေကြီးပဲများစွာကြုံတွေ့ခဲ့ရတယ်ဒါတွေဟာခဏပါတနေ့တော့အစဉ်ပြေသွားမှာပါလို့ကိုယ်စိတ်ကိုနှစ်သိမ့်ရင်းနဲ့ကြိတ်မိတ်ပြီးဖြတ်တန်းခဲ့ရတာပဲဒီနေ့အထိဆိုရက်ပေါင်းတော်တော်ကြာခဲ့ပြီပေါ့ခန္ဓာရည်ရှိလို့မဟုတ်ပေမဲ့ခန္ဓာရည်ရှိအောင်နေခဲ့ရတယ်ပျော်နေတာမဟုတ်ပေမဲ့ပျော်အောင်ပဲနေခဲ့ရတယ်ဘာပဲဖြစ်ဖြစ်ပြိုလဲလို့မဖြစ်ဘူးဆိုတော့စိတ်တွေနဲ့ပဲရှေ့ဆက်ပြီးရှင်သန်ခဲ့ရတယ်ဖြစ်နိုင်ရင်ကိုယ်တော်ကနေ့ရက်တွေကိုပြန်သွားခြင်းတယ်နောက်ပြီးတန်ဖိုးထားခြင်းတယ်အရင်ကကိုယ့်အနားမှာတရင်တနည်းရှိခဲ့ကြတဲ့တငယ်ချင်းတွေနဲ့လည်းပြန်ပြီးစုံစည်းခြင်းတယ်တကယ်ပါဒီနှစ်တွေဟာဘဝမှာမကြုံစဘူးကြုံခဲ့ရတဲ့အမွန်းကျက်ဆုံးနေ့ရက်တွေပါဝန်ခံရရင်အဝေးဆုံးကိုထွက်ပြေးသွားချင်တာဒါပေမဲ့အရှုံးပေးလို့မဖြစ်ဘူးဆိုတဲ့စိတ်တွေနဲ့ပဲကိုယ့်ဘဝကိုပျော်အောင်နေခဲ့ရပါတယ်အတင်ပါဝန်းနေကြကြုံလာတိုင်းရှုံးမပိနေတငယ်ချင်းမင်းရုံမပြည့်ရှင်းဆက်ပါလူဘဝဆိုတာရှိတန်တော့မကြောင်မကြအခက်ခဲများနဲ့တွေ့မယ်ယုံကြည်လိုက်မင်းနှလုံးသားတတိရှိနိုင်ပါ